သဗ္ဗိရေဝတမသေထသူတော်ကောင်းတွေနဲ့သာပေါင်းစုံမှာသဗ္ဗိကုဗ္ဗေထတန်တော်သူတော်ကောင်းတွေနဲ့သာအမြဲတမ်းဆက်ဆံမှာသူတော်ကောင်းနဲ့ပေါင်းသူတော်ကောင်းနဲ့ဆက်ဆံနေမှတတံတတ္ထမမညာယသူတော်ကောင်းတွေရဲ့ကောင်းမြတ်တဲ့အကြံကောင်းဉာဏ်ကောင်းတွေအသိဉာဏ်ကောင်းတွေတတ္တမလို့ဆိုတဲ့သူတော်ကောင်းတရားတွေသိရှိနိုင်မှာဖြစ်တယ်ပေါ့သူတော်ကောင်းတရားတွေကိုသိရှိနိုင်မှကိုယ့်ရဲ့စိတ်ထဲကမကောင်းတဲ့အနေအထားတွေကိုရှင်းလင်းသုံးသပ်ပြီးတော့ကောင်းတာတွေကိုမွေးမြူနိုင်မှာဖြစ်တယ်ပေါ့မကောင်းတဲ့ဇေယိုက်ဆိုးတွေဖယ်ရှားလို့ကောင်းတဲ့ဇေယိုက်တွေပွားများလာနိုင်သေရောဟောတိလပ်ပါပြောသူတော်ကောင်းတဲ့ပေါင်းသင်းဆက်ဆံလိုက်လို့ရှိရင်ဘယ်တော့မှအောက်တန်းမကြဘူးမြင့်မြတ်ပြီးထက်တန်းကြနိုင်ပါတယ်ဒီစကားဟာအလွန်အမင်းမှန်ကန်တာဖြစ်လို့ဒီစကားကိုရှေးတော့ကဆိုလို့ရှိရင်မဟာသုဒ္ဓသောမဇတ်မှာဆိုလို့ရှိရင်ဒီဂါထာလေးတစ်ပုဒ်ဟာတရားတန်တယ်ရွှေတင်းကားတရားကိုပြောတာနော်ရွှေတင်းကားတရားတန်တဲ့ဂါထာသုဒ္ဓသောမမွန်းကြီးကဈေးနှုန်းတက်ပြီးတော့ပေးလိုက်တယ်သတ္တရဟရွှေတင်းကားတရားမကပါဘူးတဲ့အများကြီးတန်တယ်ဒါမှမဟုတ်ရွှေတင်းကား1000တန်ဆိုပြီးတော့လုပ်လိုက်အခုခေတ်ဝေကြေးနဲ့ပြောတာမဟုတ်ဘူးနော်ဒါမှမဟုတ်လို့ရွှေတင်းကားလို့ပြောတာခုခေတ်ကနေ့တရားတန်ကဘာမှမရှိတော့တရားလို့ပြောရင်သိတရားလားလို့မေးရမယ့်အနေအထားမျိုးဖြစ်သွားတယ်ခွာရိုးရိုးတရားဆိုရင်တော့လှဲ့တောင်ကြည့်မှာမဟုတ်ဟင်းတောင်မဖြစ်တော့ဘူးပေါ့နော်ဟင်းလို့တောင်ပြောမခံဘူးအဲ့ဒါလောက်ထိအောင်တန်ဖိုးတွေရှိအဲ့ဒါကြောင့်ဒီကာထာလေးတပုတ်ကိုမဟာသုဒ္ဓသောမမင်းကြီးကတန်ဖိုးကိုတက်ပြီးတော့ပေးလိုက်တာသဟတာရဟဂါထာရွှေရင်းက1000တန်နဲ့ဂါထာပဲဘာကြောင့်တန်တာတုံးလို့ဆိုလို့ရှိရင်သူတော်သူမြတ်ဆိုတဲ့အရေးချင်းကောင်းတွေကိုဖြစ်ပေါ်စေသူတော်သူမြတ်ဆိုတဲ့အရေးချင်းကောင်းဟာတကယ်တော့ဘာနဲ့မှလဲလို့မရဘူးသူတော်သူမြတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဘဝတည်းမဟုတ်ဘူးတန်လျာမှာလဲသူတော်သူမြတ်နောက်ဆုံးမှာအလွန်မြင့်မြတ်တဲ့နိဗ္ဗာန်ချမ်းသာဖြစ်အောင်မျက်မှောက်ပြုသွားနိုင်တာဖြစ်သောကြောင့်တကယ်သူတော်သူမြတ်ဖြစ်အောင်ကိုယ့်ကိုတန်ဖိုးမြင့်ပြီးတော့ကြိုးစားအထောက်ကြအောင်ဖြစ်တယ်ဟောတကယ်သူတော်သူမြတ်ဖြစ်အောင်ကြိုးစားအဲ့တော့သူတော်သူမြတ်ရဲ့လက္ခဏာတွေကဘာတွေတုံးလို့မေးလို့ရှိရင်သူတော်သူမြတ်လက္ခဏာတွေညောင်များစွာရှိတော်လဲတစုံတစ်စပြောရမယ်ဆိုလို့ရှိရင်နော်သူတော်သူမြတ်ရဲ့အရေးအယောင်တင်မြင်လက္ခဏာအနေအထားတွေကဘာတွေလဲဆိုယောကတိညုကတဝေရိဓီရောဒီသရဘေငါဇတ်မှာပါတဲ့ဒီဟောပြောချက်ကြည့်မယ်ဆိုရင်ကတိညုကတဝေရိအသိပညာစဉ်းစားဉာဏ်ရှိပြီးတော့ကျေစုတရားကိုသိတတ်တယ်ကျေစုတရားကိုသိတယ်ကတဝေရိကျေစုတရားကိုဖြင်းစွာပြတတ်တယ်ကျေစုလဲဆက်တယ်ကျေစုလဲသိတယ်လို့ဒီလိုဆိုလို့လောကမှာကျေစုသိမှုဟာသူတော်သူမြတ်တွေရဲ့နှလုံးသားထဲမှာရှိတဲ့တန်ဖိုးရှိတဲ့ယရဏတစ်ခုပဲဖြစ်တယ်ပေါ့ကျေစုကမ်းတယ်ဆိုတာမက္ခလို့ခေါ်တယ်အဲ့ဒီမက္ခဆိုတဲ့ကျေစုတရားကိုခြေဖြတ်တတ်တဲ့ပုဂ္ဂိုလ်ဟာတကယ်သူယုံမှာအစ်စ်ပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကကတိညုတာကတဝေရိတာသူတော်ကောင်းတွေရဲ့ယတ္တိယာကြီးပဲသူတော်ကောင်းတွေရဲ့ဘူမိလို့သပ္ပုရိသဘူမိလို့ဒီလိုဟောတာမင်္ဂလာတရားတော်တွေမှာလည်းပဲကတိညုတာဆိုတဲ့မင်္ဂလာတရားဆိုတာပါကြီးပွားတိုးတက်ခြင်းကြောင့်တကယ်သူတော်ကောင်းသူတော်သူမြတ်ဆိုတာဒီရှုထောင့်ကလေကြည့်ရင်လေသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းသူတော်သူမြတ်ဆိုတာကျေးဇူးတရားကိုအတိမတ်ပြုတတ်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းပဲလို့ဒီလိုဆိုတိုင်းဦးဆရာတော်ဟာကြည့်နေဆရာရဲ့ကျေးဇူးအာယုပြုတယ်သိတယ်လွန်တော်မူသွားတဲ့ရဟန္တာနာကဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတရားတွေကိုသိတယ်သိသည့်အတွက်ကြောင့်ဆရာတော်ဘုရားကြီးရဲ့လက်ရခြေရမပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်ပြီးတော့ဒီပြိဿတွေကိုစောင့်ရှောက်ပြီးဒီเจ้าကြီးကိုဥဆောင်လို့အဖက်ဖက်ကတိုးတက်အောင်ကြိုးစားအားထုတ်နေတယ်စွမ်းရည်တတ္တိတွေဟာနေတဲ့စွမ်းရည်တတ္တိတွေမဟုတ်ပါဘူးအဲ့ဒီစွမ်းရည်တတ္တိတွေကိုစွမ်းဆောင်နိုင်တာဟာသူတော်သူမြတ်လို့ဆိုတဲ့
နှလုံးအိမ်မှာရှိတဲ့စွမ်းရည်တွေကြောင့်သာဖြစ်တယ်ပေါ့အမှန်ပုဂ္ဂိုလ်အဖြစ်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးစွမ်းဆောင်နိုင်တဲ့စွမ်းရည်တတ္တိတွေရှိလို့စွမ်းဆောင်တာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့သူတော်ကောင်းဆိုဒီမှာကျေးဇူးတရားကိုသိယုံရမကဘူးကျေးဇူးကိုတုံ့ဆက်တယ်ရသော်ဘုရားသခင်ကိုရောမြတ်ကဟောထားတယ်ငါ့ကိုဂုဏ်ပြုခြင်းနဲ့ကျေးဇူးတင်ခြင်းနဲ့ဆိုလို့ရှိရင်ငါဟောထားတဲ့တရားလမ်းကြောင်းကိုလိုက်နာကျင့်သုံးလို့ဒီလိုပဲဟောခဲ့တယ်နော်သမ္မာပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းသမ္မာပฏิပတ်တိဆိုမှန်ကန်တဲ့နည်းနဲ့ကျင့်ကြံကြိုးကုပ်အားထုတ်မှုဟာအကောင်းဆုံးသောဂုဏ်ပြုခြင်းပဲလို့ဒီလိုဆိုလို့လောကလူတွေကတော့ပစ္စည်းနဲ့ဂုဏ်ပြုတာရှိတယ်စကားနဲ့ဂုဏ်ပြုတာရှိတယ်အမျိုးမျိုးဂုဏ်ပြုတယ်ဘာတွေနဲ့ပဲဂုဏ်ပြုအဲ့ဒီဂုဏ်ပြုမှုတွေဟာတကယ်ထိရောက်တဲ့ဂုဏ်ပြုမှုတော့မဟုတ်သေးဘူးတကယ်ထိရောက်တဲ့ဂုဏ်ပြုမှုဆိုတာသမ္မာပฏิပတ်တိများတာဖြစ်တယ်ပေါ့ချမှတ်ထားတဲ့လမ်းစဉ်တိုင်းမပြောက်မကွက်ထိမ့်သိမ်းဆောက်ရှောက်ပြီးဆုံးမဩဝါဒအတိုင်းလိုက်နာကျင့်သုံးဆောင်ရွက်နေတာဟာတကယ်ကိုသမ္မာပฏิပတ်တိလို့ဒီလိုဆိုလို့အနုတ္တရပူဇာအကောင်းဆုံးသောဂုဏ်ပြုမှုပဲဖြစ်တယ်ပညာရှိသူတော်ကောင်းတွေဆိုတာဟာသူတော်သူမြတ်တွေဆိုတာအကောင်းဆုံးကိုရွေးချယ်ပြီးတော့လုံးလေးလှုပ်ထားရှိတယ်ဒုက္ခိတတသက္ကိသံဂရောတိတဲ့သူတော်သူမြတ်တွေရဲ့အရေးချင်းတစ်ခုဟာအခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တယောက်ကိုကူညီတယ်အလုပ်ကိစ္စတွေဆောင်ရွက်ပေးတယ်ခက်ခဲမရှိအောင်ကူညီတတ်တယ်မဆာတတ်တယ်ဆိုတဲ့အရေးချင်းတွေဟာလေပညာရှိသူတော်ကောင်းရဲ့သူတော်သူမြတ်တွေရဲ့အရေးချင်းပဲဖြစ်တယ်ပေါ့လောကမှာသူတော်သူမြတ်ရဲ့အရေးချင်းတွေများစွာရှိတဲ့ထဲမှာအရေးအကြီးဆုံးအချုပ်ကတော့ဘာလဲလို့ဆိုရင်နော်မြင့်မြတ်တဲ့စိတ်နေသဘောထားဟာသူတော်ကောင်းရဲ့အနှစ်သာရတစ်ခုပဲမြင့်မြတ်တဲ့စိတ်နေသဘောထားရှိရမယ်မြင့်မြတ်တဲ့စိတ်နေသဘောထားအပြင်ပေါ်မှာထူးခြားတဲ့အရေးချင်းတွေရအောင်ကြိုးစားအားထုတ်တာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလူတော်လူကောင်းဆိုတာလည်းခေါ်လို့ရပါတယ်သူတော်သူမြတ်လို့လည်းခေါ်လို့ရပါတယ်သူတော်သူမြတ်တွေစိတ်နှလုံးကမြင့်မြတ်တယ်အရေးချင်းကတော်တယ်လူတော်လူကောင်းအရေးချင်းကတော်တယ်စိတ်နှလုံးကကောင်းတယ်အဲ့ဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်ကောင်းလဲကောင်းတော်လဲတော်တော်လဲတော်မြတ်လဲမြတ်ဆိုတဲ့တကယ်ဘက်စုံတော်တဲ့အရေးချင်းမျိုးရအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ပေါ့